ဇလန်မီအလုံးနဲ့အချစ်ကြားမဆင်တွေဟာမနက်တိုင်းအလုပ်သွားတဲ့အခါကော်ဖီဆိုင်ရှေ့သို့ဖြတ်သွားလိရှိတယ်။အဲ့ဒီဆိုင်ထဲမှာနေ့တိုင်းလိုထိုင်းနေတတ်တဲ့လူတစ်ယောက်ရှိတယ်။သူ့နာမည်ကကိုမင်းနိုင်ပါ။စကားမပြောဘူးပြီမဲ့မျက်လုံးချင်းစုံတွေ့တိုင်းအပြုံးသေးသေးလေးနဲ့ဦးခေါင်းခဏညစ်ပြတတ်ကြတယ်။အချစ်ဆိုတာစကားတစ်လုံးမှမပြောရသေးခင်ကလေးကနှလုံးသားထဲမှာစတင်ဖြစ်လာတတ်တယ်ဆိုတာမဆင်လွင်အဲ့အချိန်မှမသိသေးပါဘူးမထင်မှတ်ပဲရွာချလာတဲ့မိုးဖွဲဖွဲလေးမဆင်တွင်ကော်ဖီဆိုင်အောက်မှာမိုးခိုနေတဲ့အချိန်ကိုမင်းနိုင်တာထီလီတလက်နဲ့မဆင်တွေဘက်ကိုအနှင်းငယ်ရွှေ့ပေးလိုက်ပါတယ်မိုးစုံမတော့အောင်ပါလို့စကားတိုးလေးပြောလိုက်တယ်ဒီစကားလေးကမဆင်တွေရနှလုံးသားကိုတုန်ခါသွားစေခဲ့တယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်စကားပြောလာကြတယ်ရေမောလာကြတယ်တဖြည်းဖြည်းနီးစက်လာကြတယ်ညတိုင်းဖုံးပျော်တယ်မနက်တိုင်းစပိုးတယ်မဆင်ရွယ်အတက်ကိုမင်းနိုင်ဟာနေ့ရက်တိုင်းမှာမပမဖြစ်ဖြစ်လာခဲ့တယ်ဒါပေမဲ့အချစ်ဆိုတဲ့စကားကိုမင်းနိုင်ကဖွင့်မပြောခဲ့ပါဘူးမဆင်ရွယ်ကတော့မေးချင်ပေမဲ့မေးရင်တန်ရိုးစင်ပြတ်သွားမလားဆိုပြီးကြောက်နေခဲ့တယ်နေ့ရက်တိုင်းမှာကြာလာတော့ကိုမင်းနိုင်ကအလုပ်ပိုများလာတယ်စာပြန်နှုတ်ကြလာတယ်ဖုံးမကင်နိုင်တဲ့နေ့လေပိုများလာတယ်မဆင်တွေတော့စိတ်မကောင်းဖြစ်လာတယ်မဆင်တွေရဲ့အသွေးတွေကအချက်ကိုတန်တရားအဖြစ်ပြောင်းသွားတယ်မေးမိရင်ပြဿနာဖြစ်မလားမမေးရင်စိတ်နာနေရောမလားမဆင်တွေကအသွေးတွေနဲ့ပဲနေခဲ့တယ်တညမှာမဆင်တွေမခံနိုင်တော့လို့ကိုငါအတွက်အချိန်မရှိတော့ဘူးလားဆိုတဲ့စကားလေးကအပြစ်တင်သလိုဖြစ်လာခဲ့တယ်ကိုမင်းနိုင်လည်းပင်မနေတဲ့အချိန်ဆိုတော့အလုတ်လုံနေရတာပါဆိုပြီးအတန်မမာနဲ့ပြန်ဖြူလိုက်တယ်အဲ့ဒီညကဖုံးချပြီးတဲ့နောက်သူတို့နှစ်ယောက်လုံးမအိပ်နိုင်ခဲ့ဘူးနောက်နေ့တွေမှာစာမပြန်တော့ဘူးဖုံးမခေါ်တော့ဘူးအချစ်ဆိုတာနားမလည်ရင်ဒီလိုပဲဝေးသွားတတ်တယ်မဆင်တွေမျက်ရည်တွေကြားကိုမင်းနိုင်လည်းစိတ်မကောင်းဖြစ်ပေမဲ့မာနာကြောင့်ဖုံးပြန်မခေါ်နိုင်ခဲ့ဘူးတလော့အကြာမှာမထင်မှတ်ပဲကော်ဖီဆိုင်မှာပြန်တွေ့ကြတယ်မျက်လုံးချင်းစုံတဲ့အချိန်မပြောရသေးတဲ့စကားတွေအားလုံးမြင်နိုင်ခဲ့တယ်ကိုမင်းနိုင်ကပထမဆုံးပြောလိုက်တယ်နားမလည်ခဲ့တာငါအပြစ်ပါမဆင်တွေမျက်ညှိကြရင်ငါလည်းမပြောနိုင်ခဲ့တာငါအမားပါလို့ပြန်ပြောလိုက်တယ်သူတို့တိလာခဲ့တယ်အချစ်ဆိုတာနေ့တိုင်းဖုံးပြောရတာမဟုတ်ဘူးတယောက်ရဲ့ပင်မဲ့မှုကိုတယောက်ကနားလည်ပေးနိုင်ဖို့ပဲမပြောဘဲခံစားစေချင်တာမဟုတ်ဘူးပြောပြီးနားလည်အောင်စူးစမ်းရတာပါဒီဇလန်ရဲ့သင်ခန်းစာပေးတာကအချစ်မှာမာနထက်နားလည်မှုကိုရွေးပါတိတ်ဆိတ်မှုထက်စစ်သွေးမှုကိုရွေးပါချစ်တယ်ဆိုရင်နားကျင်အောင်မထားဘဲနားလည်အောင်ပြောပါနားလည်မှုရှိတဲ့အချစ်ကအချိန်ကြာလေးပို့ခိုင်းမှလာပါတယ်